ဒါကတော့ဘောလုံးတစ်ခေတ်မှာပြည်သက်တွေအမင်းများဆုံးဖြစ်တဲ့အမီးရှိသားရဲတွေစတုတ်တကြိမ်မြောက်ကမ္ဘာနင်ဂျာစစ်ပွဲကြီးအပြီးမှာဘာဖြစ်ကုန်ကြတယ်လဲဆိုတဲ့မေးခွန်းအတွက်အဖြေပဲဖြစ်ပါတယ်ဗျအတူချုပ်ပြောရရင်တော့နာယူတိုရဲ့ခန္ဓာကိုယ်ထဲမှာအမီးရှိသားရဲ့ကိုးကောင်လုံးရဲ့ချက်ကရာတွေကြန့်ရှိနေစေပါဒါပေမဲ့အရင်ခေတ်တွေလိုအပြင်းအကျပ်ချိတ်ပိတ်တာမျိုးမဟုတ်ပဲသားရဲ့တကောင်ချင်းစီကိုသူတို့နှစ်သက်ရာလမ်းစဉ်ကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးခဲ့ပါတယ်အဲ့ဒီမှာတမီးရှင်ကတော့တဲရွာကိုပြန်သွားဖို့ရွေးချယ်ခဲ့ပြီးရှစ်မီးရှင်ကတော့ကက်လာဘီရဲ့ခန္ဓာကိုယ်ထဲမှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့တာပေါ့နာယူတိုငငယ်ကလေးကသူ့ကိုက်ထဲမှာချိတ်ပိတ်ခံခဲ့ရတဲ့ကိုရာမာရဲ့အင်းချမ်းဟာဆိုရင်လည်း6လမ်းဖိုးကြီးရဲ့တောင်းဆိုမှုကြောင့်နာယူတိုရဲ့ခန္ဓာကိုယ်ထဲကိုပဲပြန်ဝင်သွားခဲ့ပါတယ်အရင်ကမီနိုလိုစီမှာရှိခဲ့တဲ့ရန်ချမ်းနဲ့ပြန်ပေါင်းစည်းဖို့ပေါ့ဗျာကျန်တဲ့အမီးရှိသားရဲတွေကတော့သူတို့အရင်ကရှိခဲ့တဲ့ရွာတွေကိုမပြန်တော့ပဲလွတ်လပ်စွာလှည့်လည်သွားလာဖို့ပဲရွေးချယ်ခဲ့ကြပါတယ်ဒါကလည်းအတိတ်ပဲရှိပါတယ်ဘာလို့လဲဆိုတော့6လမ်းဖိုးကြီးကွယ်လွန်ပြီးကလေးကလူသားတွေအပေါ်မှာသူတို့ကအတော်လေးယုံကြည်မှုပြပြပြီးစိတ်ပြတ်ခဲ့ကြတာကိုနာယူတိုကသူတို့ရဲ့ယုံကြည်မှုကိုရယူနိုင်ခဲ့တယ်ဆိုပေမဲ့ပေါ့လူသားတွေကိုတတိထားပြီးသူတို့ရဲ့လွတ်လပ်ခွင့်ကိုခံစားကျင်ကြတဲ့ဒီသားရဲတွေကိုကျွန်တော်တို့အပြစ်ပြောလို့မရပါဘူးနာယူတိုရဲ့ခန္ဓာကိုယ်ထဲမှာသူတို့ရဲ့ချက်ကရာတွေရှိနေတာကြောင့်နာယူတိုကသူတို့ကိုလိုအပ်လို့ခေါ်တာပဲဖြစ်ဖြစ်သူတို့အချင်းချင်းစကားပြောချင်တာပဲဖြစ်ဖြစ်နာယူတိုရဲ့စိတ်အာရုံကိုအစည်းအဝေးခံမှဖြစ်သုံးလို့ရပါတယ်ဒါပေမဲ့နာယူတိုကခေါ်လိုက်တိုင်းသူတို့လာရမယ်လို့တော့အတင်းအကျပ်သတ်မှတ်မထားပါဘူးဒါကြောင့်လည်းဘိုရိုဒဝင်းနိုင်ထဲကအစည်းအဝေးတစ်ခုမှာအချို့သောသားရဲတွေကနာယူတိုနဲ့ကိုရာမာစီလာကိုညှင်းဆန်ခဲ့တာကိုတွေ့ခဲ့ရတာပေါ့ဒါပေမဲ့လည်းသူတို့ကိုယ်တိုင်မလာပေမဲ့နာယူတိုအနေနဲ့သူတို့ရဲ့အစွမ်းတွေကိုတိုက်ပွဲမှာထုတ်သုံးလို့မရဘူးလို့မဆိုလိုပါဘူးဥပမာပြောရရင်ဒေတာနဲ့တိုက်တဲ့ပွဲမှာနာယူတိုပဲချော်ရီစွမ်းအားကိုထုတ်သုံးခဲ့တယ်လို့မျိုးပေါ့ဗျာ